ခိုင်မကွေရခိုင်ပကိုရခိုင်အေယာဝတီနယ်စပ်တိုက်ပွဲတွေမှာနိုဝင်ဘာလ10ရက်နေ့ကနေ10ရက်နေ့အတွင်းစစ်ကော်မရှင်တပ်သားတွေလက်နက်ချအလင်းဝင်တာတွေအပြင်ဖမ်းဆီးခံရတာအားလုံးပေါင်းအယောက်40ကျော်ရှိတယ်လို့အာရခတ်တပ်တော် AA ကထုတ်ပြန်ပါတယ်အာရခတ်တပ်တော် AA နဲ့စစ်ကော်မရှင်တပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်နေတဲ့စစ်မျက်နှာတချို့မှာစစ်ကော်မရှင်တပ်သားတွေဟာအလံဖြူထောင်တာတိုက်ပွဲကနေထွက်ပြေးတာလက်ရဖမ်းဆီးခံရတာတွေစက်တိုက်ဖြစ်နေပါတယ်နိုဝင်ဘာလ10ရက်နေ့ကနေ10ရက်နေ့အတွင်းနိုင်ရကန်ဗျူဟာကုန်းလီလာတောင်ပဒေါင်းအနီးကတိုက်ပွဲနဲ့ကပ္ပစ16အနီးတိုက်ပွဲတွေမှာစစ်ကော်မရှင်တပ်သားတွေကိုဖမ်းဆီးရမိတာနဲ့အလင်းဝင်ရောက်လာတွေရှိခဲ့ပါတယ်ဒီထဲမှာစကခ30လက်အောက်ခံတပ်ရင်3ခုကတပ်သားတွေအများစုပါဝင်တယ်လို့အာရခတ်တပ်တော် AA ရဲ့နိုဝင်ဘာလ17ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဲ့ဒီလိုပဲပြီးခဲ့တဲ့အောက်တိုဘာလနဲ့နိုဝင်ဘာလအစောပိုင်းတိုက်ပွဲတွေမှာရခိုင်အေယာဝတီတိုင်းအဆက်ဒေသတွေကနေစစ်ကော်မရှင်တပ်သား40ကျော်လဲအာရခတ်တပ်တော် AA စီမှာအလင်းဝင်ရောက်ခဲ့ပါတယ်AA ရဲ့ထုတ်ပြန်ချက်အရဖမ်းဆီးရမိသူနဲ့အလင်းဝင်ရောက်လာသူတွေဟာအသင်းအတ္တမပေါ်တာဆွဲခံရတဲ့စစ်တင်တဲ့ဆင်လူငယ်တွေဖြစ်ပြီးတချို့ကအသက်18နှစ်တောင်မပြည့်သေးတဲ့ចောင်းသားတွေဖြစ်တယ်လို့ဆိုပါတယ်AA ကတော့သူတို့ကိုစစ်တုပ်ပန်းဥပဒေနဲ့အညီကောင်းမွန်စွာစောင့်ရှောက်ပေးထားကြောင်းအသိပေးထားပါတယ်။မြန်မာတိုင်းနယ်စပ်ကရင်ပြည်မြဝတီကခေပတ်သတင်းကိုဆက်ပြောပြပါမယ်။မြန်မာဘက်ကခေပတ်ကိုစစ်ကော်မရှင်တပ်နဲ့ BGF တို့ကမိုင်းခွဲဖျက်ဆီးနေတဲ့အကျိုးဆက်အဖြစ်ထိုင်းမြန်မာနယ်စပ်မဲဆောက်ဒေသခံတွေဟာဒုက္ခနှစ်ထပ်ကွမ်းကြုံနေရပါတယ်။ပထမတစ်ချက်အနေနဲ့အော်တိုဘာလ22ရက်နေ့ကလေးကနပတ်ကျော်ကြာတဲ့မိုင်းခွဲမှုတွေကြောင့်ထိုင်းဖက်ချမ်းကိုမိုင်းစားတွေကြားရောက်ပြီးကလေးငယ်နဲ့တက်ကြီးသူ29ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒီအတွက်ဒေသခံတွေကမဲဆောက်လေစိတ်မှာဆန္ဒပြပြီးဖျက်ဆီးမှုကိုတခြားနည်းလမ်းနဲ့တုံးဖို့ထိုင်းအစိုးရကိုညှိနှိုင်းပေးဖို့တောင်းဆိုခဲ့တယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။ဒုတိယတစ်ချက်အနေနဲ့မိုင်းခွဲမှုကြောင့်နယ်စပ်ရွာတွေဖြစ်တဲ့ဝန်ဖာနဲ့ရီမီဒေတာတွေမှာအင်တာနက်လိုင်းအားလုံးနှီးပါဖြတ်တောက်ခံရတဲ့အတွက်အရေးပေါ်အခြေအနေမှာအဆက်အသွယ်ပြတ်တောက်မှာကိုဒေတာခံတွေကစိုးရိမ်နေကြပါတယ်။နယ်စပ်ကရွာပေါင်း10ရွာထက်မနည်းဟာအင်တာနက်လိုင်းမရတော့တာဖြစ်တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ17ရက်နေ့ညအထိအင်တာနက်လိုင်းတွေအားလုံးပြတ်တောက်ကုန်တယ်လို့ဒေတာအခြေစိုက်ထိုင်းသတင်းတွေကဆိုပါတယ်။ဒီအခြေအနေတွေကြောင့်နိုဝင်ဘာလ10ရက်နေ့မှာတော့ထိုင်းဝန်ကြီးချုပ်အနုထင်ကိုယ်တိုင်မဲဆောက်ကိုတွားရောက်ခဲ့ရပါတယ်။စစ်ကော်မရှင်ကခေပတ်ကအဆောက်အုံ100တလုံးဖြိုချပြီးလို့ကြေညာပေမဲ့ဒီလောက်ရဟာနိုင်ငံတကာဖိအားကနေလွတ်မြောက်ဖို့အတွက်ဟန်ပြလှုံ့ဆော်နေတာပဲဖြစ်တယ်လို့လေ့လာသူတွေကသုံးသပ်နေကြပါတယ်။ချင်းပြည်တီးတိမ်မြို့နယ်အတွင်းစစ်ကော်မရှင်ရဲ့ထိုးစစ်တွေကြောင့်ဒေသခံပြည်သူ3000နီးပါးဟာအိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီးအရေးပေါ်စားနပ်ရိက္ခာနဲ့အမိုးအကာတွေအရေးပေါ်လိုအပ်နေပါတယ်။အော်တိုဘာလကုန်ပိုင်းလောက်ကစပြီးဒီနေ့အချိန်ထိကလေးတိုင်းရင်တီးတိမ်လမ်းမပေါ်ကဒေသခံပြည်သူတွေစစ်ဘေးရှောင်နေတာလို့အကူအညီပေးနေသူတွေကပြောပါတယ်။ကလေးမျိုးနဲ့တီးတိမ်မျိုးဖက်ကနေစစ်ကော်မရှင်တပ်ဖွဲ့တွေကနှစ်ဖက်ညက်ပြီးစစ်ကြောင်းထိုးခဲ့တာကြောင့်ချင်းတောင်ပိုင်းနဲ့မြောက်ပိုင်းလမ်းစုံဖြစ်တဲ့တိုင်းရင်းရွာကိုချင်းပူပေါင်းတပ်တွေကလက်လွတ်လိုက်ရပြီလို့ချင်းကြီးနောင် CB ကအတည်ပြုပြောပါတယ်။နိုဝင်ဘာလဒုတိယပတ်ထဲမှာလက်လွတ်လိုက်ရတာလို့ဆိုပါတယ်။ဒါအပြင်စစ်ရေးအရာအချက်ချာကြတဲ့ကနေဒီတောင်စခန်းကိုပါစစ်ကော်မရှင်ကထိန်းချုပ်လိုက်တာကြောင့်ချင်းပြည်ထဲကိုဝင်ထွက်တဲ့အရေးပါတဲ့လမ်းကြောင်းတွေပိတ်ဆို့နိုင်တဲ့အနေအရှိနေပါတယ်။လက်ရှိမှာစစ်ကြောင်းတွေဟာဖလန်မြို့ဘက်ကိုဦးတည်နေပြီးတိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။စကိုင်းတိုင်းကလေးမျိုးနယ်လူထုတိုက်ပွဲဦးဆောင်ကော်မတီကစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးထောက်ချပဲဖြစ်တယ်လို့ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ကလေးမျိုးနယ်လူထုတိုက်ပွဲဦးဆောင်ကော်မတီဟာအောက်တိုဘာ17ရက်နေ့မှာလူမြောက်နယ်မြေတနေရာမှာပထမဆုံးအကြိမ်ညီလာခံကိုကျင်းပခဲ့ပါတယ်။အဲ့ဒီညီလာခံမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုပြည်သူတရက်လုံးနဲ့အတူအကျွမ်းမဲ့စစ်ကျင်တိုက်ဖြတ်သွားမယ်လို့ပြောဆိုလိုက်ပါတယ်။ကော်မတီရဲ့ထုတ်ပြန်ချက်အရစစ်ကော်မရှင်ဟာစစ်ရဇုံမှုတွေကိုဖုံးကွယ်ဖို့နဲ့နိုင်ငံတကာအတိအမှတ်ပြုမှုရဖို့အတွက်ရွေးကောက်ပွဲလုပ်ဖို့ကြိုးစားနေတာဖြစ်ပြီးပြည်သူတွေကအကြောက်တရားနဲ့မဖြစ်မနေပါဝင်ပေးရမယ့်အခြေအနေဖြစ်နေတယ်လို့ဆိုပါတယ်။
ကော်မတီနဲ့တော်လှန်ရေးအင်အားစုတွေဟာတိုင်းသားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော်လှန်ရေးရဲ့အဆုံးသက်ပန်းတိုင်အထိဆက်လက်ချီတက်သွားမယ်လို့လည်းပြည်သူကိုအသိပေးထားပါတယ်။ဒါအပြင်ဒေသခံတွေအနေနဲ့စစ်ကော်မရှင်ရဲ့ထိုးစစ်တွေနဲ့စစ်အုပ်ချုပ်ရေးကိုတတိထားဖို့လည်းတိုက်တွန်းထားပါတယ်။ဒေသတွင်တည်တဲ့ပုံနဲ့ဆက်ပါမယ်။ထိုင်ကကမ္ဘောဒီးယားလောက်သားတသေးရဲ့နေထိုင်ခွင့်ကိုလုံခြုံရေးချိန်ချမှုရှိလာမှာကိုစိုးရိမ်ပြီးရက်ဆိုင်လိုက်ပါတယ်။ထိုင်းနိုင်ငံမှာအလုလုကင်နေတဲ့ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားတသိန်းနီးပါးရဲ့နေထိုင်ခွင့်သက်တမ်းတိုးပေးမဲ့အစီအစဉ်ကိုထိုင်းအစိုးရကယာယီရက်ဆိုင်လိုက်ပါတယ်။ဝန်ကြီးချုပ်အနုထင်ချိုင်ဝူရကွန်ရဲ့ညွှန်ကြားချက်အရဒီလုပ်သားတွေရဲ့ကိုရေးအချက်လက်တွေနဲ့နေရလိပ်စာတွေကိုနိုင်ငံတော်လုံခြုံရေးအရာတည်တည်ချာချာပြန်လည်စစ်ဆေးဖို့လိုအပ်တယ်လို့အကြောင်းပြထားပါတယ်။ဒီလိုရက်ဆိုင်လိုက်တာဟာမကြသေးခင်ကထိုင်းကမ္ဘောဒီးယားနယ်စပ်အရေးတင်းမာမှုတွေနဲ့လည်းဆက်ဆက်နေတယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။အာဏာပိုင်တွေကလုပ်သားတွေရဲ့စစ်ဆေးမှုမပြည့်စုံပဲဆက်လက်နေထိုင်ခွင့်ပေးရင်တရားမဝင်ဝင်ရောက်မှုနဲ့ရဇဝတ်မှုတွေဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။လက်ရှိမှာထိုင်းဟာလုပ်သားရှားပါးနေပေမဲ့လည်းကမ္ဘောဒီးယားနိုင်ငံသားတွေကိုပဲတီးခြားခွဲထုတ်ပြီးဒီလိုတင်းကျပ်တဲ့စစ်ဆေးမှုတွေပြက်လုပ်နေတာဖြစ်ပါတယ်။